အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel မှာဆိုလိုက်ပါတယ်ဒီတခါမိတ်ဆွေတို့ကိုပြန်ပြီး sharing လုပ်ပေးမယ့် video လေးကတော့ကျွန်တော်တို့ဖုန်းမှာပါတဲ့ဒီ sim ဒီ fingerprint ကိုကျွန်တော်တို့နော်ဒီ fingerprint ကိုကျွန်တော်ဒီဖုန်းအပိုင်ဖွင့်တွေ့ထုံးလာမဟုတ်ဘူးနဲ့ကျွန်တော်တို့ကဒီ fingerprint ကိုလည်းနှစ်ချက်ထိလိုက်တာနဲ့ကျွန်တော်တို့ flash မင်းလေးအောင်လုပ်လို့ရပါတယ်နော်ဒါလေးကိုမိတ်ဆွေတို့ကိုပြန်ပြီး sharing လုပ်ပေးပါမယ်နော်ခိုင်လေကြရင်ပေါ့ဗျာကျွန်တော်တို့ကဒီဖုန်းဒီ flash မင်းထွန်းအောင်ဒီဖလမီထွန်းရဖို့အချိန်ရောက်တဲ့ခါရှိတယ်ဗျာနော်မုံမင်းလေးလည်းကြာရင်နော်အဲ့ဒါဟာကြာရင်ကျွန်တော်တို့ကဒီဖုန်းကိုအဲ့လိုမျိုးလဲလဲဆွနေရတယ်စင်ပြေဟုတ်လားအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဒီလိုမျိုးလဲလဲမဆွချင်ဘူးနော်ဒီ fingerprint ကိုလဲလဲတစ်ချက်တောက်လိုက်တာနဲ့ကျွန်တော်တို့က10 million အောင်လုပ်လို့ရပါတယ်နော်โอเคအဲ့ဒါလေးကိုမိတ်ဆွေတို့ကိုပြန်ပြီး share လုပ်ပါမယ်နော်ဒါကတော့မိတ်ဆွေတို့မသိတဲ့မိတ်ဆွေတွေများအတွက်အကောင့်လုံးကိုပြန်ပြီးတော့မျှဝေပေးပါမယ်နော်โอเคအဲ့ဒါကျွန်တော်စမယ်အဲ့ဒါဆိုရင်တော့မိတ်ဆွေတို့ရဲ့ဖုန်းမှာပါတဲ့ဒီဖုန်းရဲ့ setting ထဲကိုဝင်ပြလိုက်ပါနော်ဖုန်းရဲ့ setting ထဲကိုဝင်ပြလိုက်ပါโอเคအဲ့လိုမျိုးရောက်လာပြီဆိုတော့ message ဒီပေါ်ကိုနည်းနည်းဆွတင်လိုက်ပါပေါ်နည်းနည်းဆွတင်လိုက်ပါပေါ်နည်းနည်းဆွတင်လိုက်ပြီး message ဖုန်းမှာပါတဲ့ဒီ additional setting ထဲကိုဝင်ပြလိုက်ပါနော်ဒီ additional setting လေးကိုဝင်ပြလိုက်ပါနော်အကောင်လေးကိုဝင်ပြလိုက်ပါโอเคအဲ့ဒါဒီ setting လေးရောက်ပြီဆိုတော့ message ဒီမှာဒီလားGesture shortcut ဆိုတဲ့ဒီကောင်လေးကိုနှိပ်ပြလိုက်ပါ Gesture shortcut ဆိုတဲ့ဒီကောင်လေးကိုနှိပ်ပြလိုက်ပါနော် Okay အဲ့လိုမျိုးပေါ်လာပြီဆိုတော့ message ကဒီနေရာမှာဒီမှာ digital fingerprint sensor ဆိုတဲ့ဒီနေရာမှာအောက်ဆုံးပါလေလား digital fingerprint sensor ဆိုတဲ့ဒီကောင်လေးကိုနှိပ်ပြရပါမယ်နော် digital fingerprint sensor ဆိုတဲ့ဒီကောင်လေးကိုနှိပ်ပြလိုက်ပါ Okay အဲ့လိုမျိုးပေါ်လာပါပြီအဲ့လိုမျိုးပေါ်လာပြီဆိုတော့ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ကဒီ fingerprint ကိုလဲနဲ့နှစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒီ flash မင်းလေးအောင်လုပ်မှုဆိုတဲ့ကြောင့်ကျွန်တော်တို့ဒီမှာနှိပ်ချလိုက်ပါမလို့လား turn on torch နော်ဒီကောင်လေးကိုနှိပ်ပြရပါမယ်နော် turn on torch တဲ့နေရာလေးကိုထည့်လိုက်ပြလိုက်ပါနော်ဒီကောင်လေးကိုနှိပ်ပြလိုက်ပါနော်အဲ့ဒါဆိုရပါပြီအဲ့ဒါဆို message ပဲနဲ့ထည့်လိုက်ပါနော်ခုံးပါကိုပိတ်လိုက်ပါမယ်နော်ဖလဲမထွန်းရပါမယ်ဒီမှာလေးနေပါပြီတွေ့လားဒီမှာဖုန်းမီးလေးနေပါပြီဒီမှာတွေ့လားโอเค message ကြည့်ရပါကျွန်တော်ပြန်ပိတ်လိုက်ပါမယ်ကြည့်ရပါနော်ကြည့်ရပါမလေးလေးနေနော်ပြန်ပိတ်လိုက်ပါမယ်ဒီမှာပါနော်โอเคအဲဒီကျွန်တော်လည်းချက်ထည့်လိုက်ပါမယ်ဒီမှာတွေ့လားဒီလိုတွေ့လားโอเคဒါပါနေပါပြီโอเคဒါလေးကတော့ message တို့ကိုဒီကိုယ့်ရဲ့ဖုန်းပေါ်မှာဒီ flash မီထွန်းတဲ့အခါမှာကျွန်တော်တို့ကဒီဖုန်းရဲ့ screen ကိုမျိုးလေးနဲ့ switch ရရမလို့ဝင်နေကျွန်တော်တို့ကအဲ့ဒါဒီမှာလေးနဲ့ share တောင်းလိုက်တာနဲ့ flash မီလေးအောင်လုပ်လို့ရပါတယ်ဒီမှာလေးနေပါပြီဒီမှာတွေ့လားနော်ဒီမှာ flash မီလေးနေပါပြီနော်โอเคဒါလေးကတော့ message တို့အတွက်ဒီဖုန်းသုံးတဲ့လူတိုင်းနဲ့တော်တော်လေးသုံးဝင်ပါတယ်ဘာလို့ဆိုတော့တစ်ခါလေကြာရင်ကျွန်တော်တို့က flash မီထွန်းရတဲ့အခါလေးရှိကြတယ်မလားဖုန်း flash မီထွန်းရတဲ့အခါဖြစ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ fingerprint ကိုဒီမိတ်ဆွေဒီ fingerprint ပေးထားတဲ့လက်ညှိုးဖြစ်လက်မဖြစ်လက်ကလေးဖြစ်ပေါ့ဗျာနော်အဲ့ဒါလည်းဒီ fingerprint ကိုလည်းနှစ်ချက်တောက်လိုက်ပြီဆိုတာနဲ့မိတ်ဆွေဒီဖုန်း flash မီလင်းလာပါမယ်ဗျာနော်โอเคအဲ့ဒါဆိုတော့မိတ်ဆွေတို့အားလုံးအဆင်ပြေကြပါစေဗျာနော်